မင်္ဂလာပါရှင်တကယ်ချင်းတို့ရေကဲဒီရက်ပိုင်းမှာဝီခါဘာတွေမှာထားလဲဆိုတာကို unboxing လုပ်ပြမယ့်ဗီဒီယိုလေးဖြစ်ပါတယ်တရက်ဘာတွေဝယ်လို့ဝယ်မှလည်းမသိတော့ပါဘူးတကယ်အထဲမှာဘာပါလဲတကယ်မသိဘူးဝီခါအခုချင်းစီထုတ်ကြည့်မယ်အိုးနံပါတ်1ကကြတော့ဆေးဒီတစ်စိတ်ကဆေးဆိုလို့ရှိရင်ဆက်လက်တောက်တဲ့လူပြလို့ရှိရင်ဘယ်လိုပြောမလဲအာပုတ်စောတာအာနန်တဲ့သူတွေအတွက်ကတော့အရန်ကိုမှအဆင်ပြေတယ်ဝီခါရဲ့ယောက်ျားအာပုတ်စောနန်တဲ့အဲကြောင့်ဝီခါရဲ့ယောက်ျားအတွက်ငုံထားလဲရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းလို့ရေနဲ့စိမ်ပြီးမှဖြော်တောက်လဲရတယ်အရန်ကောင်းတဲ့ဒီဟာတောက်လိုက်ပြီဆိုအာပုတ်စောတွေမနန်တော့ဘူးဒါဝီခါတုံးလာတာအရန်ကြာပြီနည်းနည်းချီကြသွားပြီအာပုတ်စောနန်တဲ့သူတွေဆိုလို့ရှိရင်အဲ့ဒါတော့ရှောက်ဝဲလို့ရတယ်အာဟာနောက်ထပ်တစ်ခုကဒါကတော့တိတ်မကြခင်မှာဝီခါကတောင်သွားတက်မှာပေါ့နော်တောင်သွားတက်မှာဆိုတော့ဝီခါမျက်မှန်ဝယ်ထားတယ်看一下ဒါတွေအရင်စေးပေါ်တယ်တရုတ်ငွေ30 20ပဲဟုတ်တယ်တပ်ပုံရိုက်လို့ရှိရင်လာတယ်ဟာ好看吧可以啊一会儿搭那个衣服试一下现在试不好吧可以啊也可以哎呀啊好看好不好看ကဲဒါတော့ဝီခါဒီရက်ပိုင်းတောင်တက်လို့ရှိရင်သုံးမမျက်မှန်ပေါ့ quality လည်းမစိုးမိုက်တယ်ကဲနောက်ထပ်တစ်မျိုး老公你回来啦来你过来坐我旁边我蹭你热度这里我给你买的药你要谢谢啊谢谢 thank you ကဲနောက်ထပ်တစ်ခုမျက်မှန်这个也是眼镜ဘယ်ဟာနဲ့လိုက်မလဲဆိုတာဝီခါမသိအကြောင်းမလို့နှလုံးနှစ်ခုဝယ်ထားတယ်ပေါ့နော်ဒီဟာဘယ်လိုသက်ဆိုင်不会是一样吧别吓我了ကဲနောက်ထပ် design တစ်မျိုးကတော့哎，你说眼镜呢？我这边有个眼镜店，我噔这个好看吗好看哦ဒီမှာကြည့်ဒါလည်းတက်ပြမယ်နော်ပထမတစ်ခုဟာပိုလာလားဒုတိယတစ်ခုဟာပိုလာလားခဏနေပြီခါအင်ဂျီ unboxing လုပ်တဲ့အချိန်ကြလို့ရှင်တစ်ခါပြန်စမ်းခိုင်းစမ်းကြည့်မယ်ပေါ့နော်အဲလေပဲတွေအများကြီးညားလို့ရပြီပေါ့နော်啊今天猜箱猜的好开心哦ကဲနောက်ထပ်တစ်ခုကတော့ unboxing လုပ်လာတဲ့ရွေ့မှာတော့အကုန်လုံးကအကြိုက်တွေပဲပေါ့အော်ဒီဟာကြတော့ဗာလေ ordinary ကဒီဟာဝီခါတရုတ်လိုပဲပြောတတ်တယ်果酸ကကြတော့သူကဒီ wet chan အစီဖုတအားများတဲ့သူတွေတုံးတဲ့ဟာဖွင့်ပြလိုက်ပါမယ်တချို့တွေ wet chan လို့အစီဖုတအားများတဲ့သူဆိုလို့ရှိရင်ဒီဟာဝယ်တော့တစ်ပတ်မှာတစ်ခါလောက်မျက်နာကိုဒီဟာလိမ့်ပြီးတော့ဘယ်လိုပြောမလဲလိမ့်ပြီးတော့လို့ treatment ယူမယ်ဆိုလို့ရှိရင်မျက်နာကြည်ပြီးမှအရန်ကောင်းတာဟုတ်တယ်အဲအကြောင်းမလို့ ordinary တွေကဒီဟာကတော့လူတိုင်းမင်းကလေးတိုင်းရဲ့အလားမှန်တင်ခုံမှာရှိကိုရှိတဲ့ပစ္စည်းတစ်ခုလို့ဝီခါကတော့ယူဆတယ်နော်ကဲနောက်ထပ်တစ်ခုကပါဝီခါအောက်ထုတ်တွေဆောင်းပြီးမှအနှွေးအင်ဂျီလေးဝတ်ပြနေတာခဏနေတာဝီခါကြည့်ပြီးပူလိုက်တာမပြောနဲ့ဝီခါတို့ခက်မှဒီခက်မှရာဒီတူအပြောင်းလဲအရန်မြန်လဲအရန်ကိုမှအေးသွားပါပြီကဲ这个就是给你买的ဒါတော့ဝီခါရဲ့ဟိုအလားပြင်ဆင်ရမှာအတွက်ပေါ့နော်ဘယ်လိုပြောမလဲ brush တွေကအခုအရင်ကဝီခါမှာထားတဲ့ဟာတွေက quality တိတ်မကောင်းဘူးအဲ့ဒါဝီခါနေ့တိုင်းအလားပြင်ပြီးတော့ quality ကောင်း brush လေးသုံးခိုင်းစီချင်လို့မှာထားတာ quality ကြီးရအောင်ဒါကတရုတ်ငွေဈေးနှုန်းအားဖြင့်က好像是180左右没丢没多少边还行哦毛挺软的看着哦对软ကဲဒါတော့ဝီခါရဲ့ make up ဆရာမအတွက်အတစ်တွေပေါ့နော်ကဲဒီနေ့ဝီခါ unboxing လုပ်တဲ့အထဲမှာပစ္စည်းတွေအကုန်လုံးကဝီခါရဲ့ဘယ်လိုပြောမလဲဝယ်တာအရင်တန်ပြီးမှတကယ်ကိုအသုံးဝင်တဲ့ပစ္စည်းတွေလို့ဝီခါယုံကြည်ပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဝီခါအခု unboxing လုပ်ပြတဲ့ထဲကနေပြီးမှဘယ်ဟာကအကြိုက်ဆုံးလဲဆိုတာ comment မှာရေးခဲ့ပေးပါပြီးလို့ရှိရင်ဈေးနှုန်းသိချင်တဲ့သူတွေဆိုလည်းအောက်မှာမေးပါဝီခါအတိအကျပြောပါမှာဖြစ်ပါလေရှင်ကဲဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်ထပ်တွေ့မယ်နော်ဘိုင်ဘိုင်